လူယုံမာတွေကိုနှိမ်နှင်းဖို့လက်ထိတ်ထက်လက်သီးကပိုထိရောက်တယ်ဆိုတာကိုသက်သေပြခဲ့တဲ့ကားကိုရီးယားရဲ့နာမည်ကြီး series ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ The Bad Guys Rain of Child မှာတော့ဥပဒေကမနိုင်တဲ့ကောင်တွေကိုထောင်ထဲကအကျဉ်းသားတွေနဲ့ပြန်ဖမ်းခိုင်းတဲ့အကြောင်းကိုမြင်ရမှာပါဒီနေ့မှာတော့ဒီအမိုက်စားချင်ကားကြီးရဲ့ဇလံအပြည့်အစုံကိုပြောပြသွားပါမယ်ကျွန်တော်တို့ရဲ့ဇက်လိုက်မင်းသားကြီး Madong Sok Dongli ဟာထောင်ထဲကလူတိုင်းကြောက်ရတဲ့လူဆိုးထိန်ပတ်ဝန်းချော်ဖြစ်ပါတယ်ထောင်သားအသစ်ဖြစ်တဲ့ကိုယူဆောင်ကိုထောင်သားတွေဝိုင်းထိုးနှက်နေတာကိုရဲတွေကလည်းဝင်မတားရဲတာကြောင့်သူကိုယ်တိုင်ပဲဝင်တားပေးလိုက်ရပါတယ်။ဒါကိုမသိတဲ့ကိုယူဆောင်ကသူ့ကိုဆဲတာကြောင့်နှစ်ချက်လောက်တီးပြီးဆုံးမလိုက်ရပါတယ်။တရက်ထောင်မှုကသူ့ကိုခေါ်ပြီးသူ့တငယ်ချင်းအရင်ကြီးဖြစ်တဲ့လူမိုက်ကိုင်းကောင်းဆောင်မြောင်စောတက်ခံလိုက်ရတဲ့သတင်းကိုခေါ်ပြောပါတယ်။ထောင်စည်းကမ်းလိုက်နာတဲ့ပတ်ဝန်းချောကိုထောင်မှုကသူ့တငယ်ချင်းနာရီအတွက်အထူးခွင့်2ရက်ပေးလိုက်ပါတယ်။တစ်ဖက်မှာပတ်ဝန်းချောရဲ့တငယ်ချင်းဖြစ်တဲ့ရဲမယုံမီယောင်ကအန်ရရှိဆုံးရာဇဝတ်ကောင်တွေပါဝင်တဲ့ထောင်သား28ယောက်ကိုတင်ဆောင်လာတဲ့ထောင်ကားကြီးကိုထောင်ပြောင်းမှုအတွက်ဥဆောင်လာပါတယ်။လမ်းမှာထောင်ကားစီကုန်ခန်းကြီးဖြစ်တာကြောင့်အရေးပေါ်လမ်းကြောင်းပြောင်းလိုက်ရပါတယ်။စီဖြည့်ပြီးပြန်ထွက်မှာရဲကားတွေနဲ့ထောင်ကားကိုကုန်တင်ကားတစ်စီးကအရှိန်နဲ့ဝင်တိုက်ချလိုက်ပါတယ်။မျက်နှာဖုံးစွပ်လူအပြည့်နဲ့ကားတစ်စီးရောက်ချလာပြီးထောင်သားတွေနဲ့ရဲအရာရှိတွေတိုက်ခိုက်ကြပါတယ်။ရဲအရာရှိတွေနဲ့ထောင်သားတော်တော်များများတေဆုံးကုန်တယ်လို့ထောင်သားချို့လည်းလွတ်ကုန်ပါတယ်။ရဲမေယုံမီယောင်လဲဓာတ်နဲ့အထိုးခံရပြီးအရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်ဒီဖြစ်ရကြောင့်ရဲတပ်ဖွဲ့ဟာအဆက်တကွဲဖြစ်ခဲ့ရပါတယ်စုံထောက်ကိုတုံချွဲကစခန်းမှုရာထူးတိုးဖို့အတွက်ထောင်သားတွေကိုပြန်လည်ဖမ်းဆီးကဂျက်စီကနိုဆန်းရှစ်ပတ်ဆောင်တွေကင်ချောင်းမင်းဆိုတဲ့ထောင်သား၄ယောက်ပဲကြံပါတော့တယ်ဒီပြဿနာကိုဖြေရှင်းဖို့ရဲချုပ်ဟာနာမည်ကျော်စုံထောက်ဟောင်းဦးကူထက်ကိုထောင်ထဲမှာနိုဆန်းရှစ်အသက်အန္တရာယ်2ကြိမ်ချင်းချောက်ခံရတာကြောင့်ထောင်ပြောင်းမှုစီစဉ်ရတာဖြစ်ကြောင်းရှင်းပြပြီးအကူအညီတောင်းပါတယ်အိုဂူထက်ဟာလက်ရှိမှာအသေးကင်ဆာကြောင့်တေခါနီးဖြစ်နေပေမဲ့သူ့တပည့်တွေအတွက်လက်စားချေဖို့နဲ့ရဲတွေထဲမှာလည်းသူရှိုးရှိနေတာကြောင့်အကျဉ်းသားတွေနဲ့ Mad Dogs အဖွဲ့ကိုပြန်ဖွဲ့ပါတယ်။သူရွေးချယ်လိုက်တဲ့လူ3ယောက်ကတော့ပတ်ဝန်းချောဂိုင်းစတာလောကရဲ့ဆရာကြီးတစ်ယောက်။သူ့လက်သီးကဘူဒိုဇာထက်ပြင်းတယ်။သူ့တငယ်ချင်းမြောင်စောနဲ့ယွန်းမီယောင်အတွက်လက်စားချေခြင်းနေသူကိုယူဆောင်ဒေါသကြီးတဲ့ရဲဟောင်းရဲအကယ်ဒမီရဲ့အတော်ဆုံးတင်နန်းစင်းတရခန့်ကိုဖမ်းရင်းလူသေးစေမှုနဲ့ထောင်ချနေတာ။တိုက်ခိုက်ရေးမှာပါရမီရှင်ဂျက်စီက9ကြိမ်မြောက်ထောင်ကျနေတဲ့လူလိမ်မလေးညံနေရနဲ့များပြီးတဲလွန်ဆက်ရှာရမှာဆရာကြသူစုံထောက်အိုကလူဆိုးတွေကိုပြန်ဖမ်းပေးရင်သူတို့ရဲ့ထောင်ဒဏ်တွေကိုနှစ်လျှော့ပေးမယ်ဆိုပြီးကန့်လန့်ချက်ပေးတယ်လောလောဆယ်မှာဂျက်စီကာကလွတ်နေတော့မလို့ပြန်လည်ဖမ်းဆီးဖို့ဂျက်စီကာရဲ့အရင်နှီးဆုံးမိတ်ဆွေဖြစ်တဲ့ယွန်းချွဲဂျိုဆိုတဲ့သူကိုအရင်လိုက်ဖမ်းရပါတယ်ယွန်းချွဲဂျိုကြောင့်သူတို့ဂျက်စီကာကိုသူတို့လွယ်လွယ်ကူကူပြန်လည်ဖမ်းဆီးနိုင်လိုက်ပါတယ်အခုမှသူတို့အဖွဲ့4ယောက်လူဆုံသွားပါတယ်တဲလွန်ဆာရှာတဲ့နေရာကျွမ်းကျင်တဲ့ဂျက်စီကာကြောင့်ပဲဖမ်းရခတ်ပါတယ်စုတဲ့ကင်ချောင်းမင်းအလွယ်တကူဖမ်းနိုင်ခဲ့ပါတယ်ဖမ်းဆီးမှုအပြီးမှာစုံထောက်ဦးကယောဂထဖောက်လာတာကြောင့်အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်တစ်ဖက်မှာတော့ကွင်းဆက်လူတက်မှုနဲ့တေတံချခံထားရတဲ့စိတ်တဆလူတက်သမားပတ်ဆောင်တွေဟာရဲ2ယောက်ကိုတပ်ပစ်လိုက်တာကြောင့်ရဲကားက Black Box အမှတဆင့်နိုဆန်း8ပါသူနဲ့အတူရှိနေတာကိုကိုယူဆောင်ကတွေ့လိုက်ရပါတယ်ပတ်ဆောင်ဟေးကသူထောင်ကြအောင်တိုင်ခဲ့တဲ့မိန်းမကိုလက်စားချေဖို့ကြံစီနေတာကိုသိလိုက်ရပါတယ်ထိုမိမအိမ်တို့လိုက်လာရာကိုယူဆောင်ကနိုဆန်းရှစ်ကိုတွေးလိုက်ရတာကြောင့်သူ့နောက်လိုက်ပြီးပတ်ဝန်းချောကပတ်ဆောင်ဟေးကိုအမောက်တိတ်ပြီး2ယောက်စလုံးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။နိုဆန်းရှစ်ကိုစစ်ဆေးမေးမြန်းရမှာတကယ်တော့ဒီထောင်ပြေးမှုနောက်ွယ်မှာဂျပန်ယာကူဇာတွေရှိနေတာပါ။ယာကူဇာတွေဟာကိုရီးယားကိုအခြေစိုက်ပြီးအာရှတလွှားမှာအကြီးမားဆုံးမူရစ်ဆေးဝါးကွန်ရက်တစ်ခုတိစောက်ဖို့ကြိုးစားနေတာပါ။သူတို့ဟာကိုရီးယားရဲယာရှိကြီးတွေကိုပါလက်ထိုးထားနိုင်ခဲ့ပါတယ်။နိုဆန်းရှစ်မှာရှိနေတဲ့စည်ရင်းစာအုပ်ကိုပြန်လိုချင်တာကြောင့်လိုက်ရှာနေတာပဲဖြစ်ပါတယ်ထို့အချိန်မှာပဲရဲချုပ်ကကိုရီးယားအထူးတပ်ဖွဲ့တွေနဲ့အတူသူတို့ရှိရာနေရာကိုရောက်ရှိလာပါတယ်ယာကူစာခေါင်းဆောင်ရဲ့ညလက်ယုံတပည့်လည်းပါလာတယ်တကယ်တော့ရဲချုပ်ကိုယ်တိုင်ကတစ္ဆာဖောက်ဖြစ်နေတာပါနိုဆန်းရှစ်ကိုဖမ်းဖို့ခတ်တာကြောင့် Mad Dogs အဖွဲ့ကိုအတုံးချခဲ့တာဖြစ်ပါတယ်နိုဆန်းရှစ်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး Mad Dogs အဖွဲ့သား3ယောက်ကိုတိုင်မှာကျိုးတုတ်ခါအဆောက်အဦကိုမိရှို့ပြီးအထူးတပ်ဖွဲ့ကိုသူတို့ပြန်မလွတ်အောင်အပြင်ကနေစောင့်ကြည့်ခိုင်းခဲ့ပါတယ်။ထိုအချိန်မှာပဲဆေးရုံမှာလောက်ကျန်မှုကနေလွတ်မြောက်လာတဲ့စုံတော့အိုကကားမောင်းလာပြီးသူ့အဖွဲ့သားတွေကိုပြန်လာခဲ့ရပါတယ်။မီးလောင်နေတဲ့အဆောက်အဦထဲမှာလည်းပတ်ဝန်းချောဟာသူ့ရဲ့ကြီးမားလာတဲ့အားကုံ3ကကျိုးကိုဖြတ်ပြီး3ယောက်လုံးလွတ်မြောက်ခဲ့ပါတယ်။စုံထောက်ကိုတုံချွဲကပတ်ဝန်းချောနဲ့လုတ်ခဲ့တဲ့အပေးယူကြောင်းယာကူဇာအဖွဲ့ရှိရာနေရာကိုစုံစမ်းပြီးပြောပြပေးခဲ့ပါတယ်။ပတ်ဝန်းချောဟာသူ့ရဲ့တပည့်ဖြစ်သူတရေခြေထောက်ကိုခိုင်းကယာကူဇာခေါင်းဆောင်ညာလက်ယုံရဲ့တပည့်တွေကိုဖမ်းဆီးလိုက်ပါတယ်။အဖွဲ့သားတွေဟာယာကူဇာတွေရဲ့အဓိကအခြေစိုက်စခန်းဖြစ်တဲ့စိတ်ကန်းကိုတောင်ကြီးစီကိုတွားကြပါတယ်။ဒီနေရာမှာတကယ် action တွေစပါပြီ။စုံထောက်အိုကတနတ်သုံးပြီးလူဆိုးတွေကိုတယောက်မကြံအကုန်ဖြစ်ပါတယ်။
ကိုယူဆောင်ကတော့သူ့ရဲ့ရဲတပ်ပညာတွေနဲ့ယာကူဇာလက်ပါစီတွေကိုတယောက်ချင်းအလဲထိုးပါတယ်ဝုံချောကတော့ဂိုင်းစတာတွေရကြောကိုတယောက်တည်းရင်ဆိုင်ပါတယ်သူရှိရောက်လာတဲ့ဘသူမဆိုလက်သီးတစ်ချက်တည်းနဲ့ဆေးရုံပို့လိုက်တာပါဂျက်စီကာကလည်းလာသမျှယာကူဇာဂိုင်းသားတွေကိုတန်တုံးနဲ့ရိုက်ကရင်ဆိုင်ပါတယ်ဝုံချောရဲ့တပည့်တရေခြေထောက်ကတော့သူ့ရဲ့မြန်ဆန်လာတဲ့ခြေထောက်တိုင်းတွေနဲ့သူ့ရှိမှရှိတဲ့လူဆိုးမှန်သမျှကိုရင်ဆိုင်ပါတယ်ယာကူဇာခေါင်းဆောင်ဟာအခြေအနေမဟန်လို့ဟယ်လီကော်ပတာနဲ့ဂျပန်ကိုပြန်ပြေးဖို့ပြင်ပါတယ်ဝုံချောဟာလိုက်မီလာပြီးယာကူဇာခေါင်းဆောင်ရဲ့ထိတ်တန်းတပ်တော်ဆောင်ဓာသမားတွေနဲ့အရင်တိုက်ခိုက်ရပါတယ်ဓာသမားတွေကဓာနဲ့အချက်ပေါင်းများစွာထိုးနိုင်ခဲ့ပေမဲ့ဝုံချောကမလဲပါဘူးဝုံချောကဓာသမားတွေအကုန်လုံးကိုရှင်းနိုင်ခဲ့ပါတယ်ယာကူဇာခေါင်းဆောင်ကသူ့ရဲ့စူးကြုံပါတဲ့လက်သီးစွန်းနဲ့တိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့ဝုံချောရဲ့တန်မာလှတဲ့ခွန်အားကိုမရှင်းနိုင်တော့ဘဲယာကူဇာခေါင်းဆောင်ရဲ့မျက်နှာကိုတက်တက်ထိုးချပြီးအဆုံးသတ်ပေးလိုက်ပါတယ်ရဲတွေရောက်လာတဲ့အချိန်မှာသူတို့၄ယောက်ဟာအားလုံးကိုအမှောက်သိပ်ပြီးဖြစ်ပါတယ်စုံထောက်အိုဟာတစ္ဆာဖောက်ရဲတွေကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ယာကူဇာတွေကိုလည်းအမြင့်ပြတ်နှိမ်နင်းနိုင်ခဲ့ပါတယ်အရာအားလုံးပြီးသွားတဲ့အခါသူတို့၃ယောက်ဟာထောင်ဒဏ်လျှော့ပေါ်ခွင့်ရကြပါတယ်ဇလန်းအစုံမှာသူတို့၄ယောက်ကြားမှာမိသားစုလိုတန်ရောစင်မျိုးဖြစ်သွားတာကိုမြင်ရမှာပါစုံထောက်အိုလည်းအသေးလူရှင်ရလို့ခွဲစိတ်မှုပြုလုပ်တော့မှာပဲဖြစ်ပါတယ်ဒီဇက်ကားဟာအရှင်ပိုင်းတင်မကပဲဇက်ကောင်တွေရဲ့ခံစားချက်ကိုပါတေချာဖော်ပြထားတာကြောင့်ပရိသတ်တွေကြားမှာအယမ်းနာမည်ကြီးခဲ့တာပါတခါတလေမှာမိစ္ဆာတွေကိုဖမ်းဖို့အတွက်ခွေးယူတွေကိုကျိုးဖြုတ်ပေးဖို့လိုအပ်တယ်ဆိုတာဒီကားကတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဘယ်ဇက်ကားကို rate လုပ်ပေးစေချင်လဲဆိုတာ comment မှာရေးခဲ့ပေးပါဦးနော်